ဒုက္ခသစ္စာသမုဒယသစ္စာအမြင်ရနေတဲ့ဒီသစ္စာတရားနှစ်ပါးကိုဆိုင်ရာအကြောင်းတရားတွေကပြုပြင်ပေးမှအနိုင်နိုင်ဖြစ်ပေါ်လာရတဲ့အတွက်ကြောင့်သင်္ခါရတရားတွေလို့လည်းခေါ်ပါတယ်အဲ့ဒီသင်္ခါရတရားတွေကဝိပဿနာဉာဏ်ရဲ့အရှုခံအာယုံဖြစ်ပါတယ်ဒါကြောင့်အထသလနိအထကရာကအနိစ္စတိဝတေနဝိဝိတေဟိအာကာရေဟိဓမ္မေပတ္တိတိဝိပဿနာဓမ္မေဒုက္ခသစ္စာသမုဒယသစ္စာအမြင်ရတဲ့သင်္ခါရဓမ္မတို့ကိုအနိစ္စတိဝတေနအနိစ္စစသည်တို့၏အစွမ်းအဖြစ်ဝိဝိတေဟိအာကာရေဟိအမျိုးမျိုးသောအချင်းအရာတို့ဖြင့်ပတ္တိသိအောင်မြင်အောင်ရှုတတ်ဣတိတတော်မှာထို့ကြောင့်ဝိပဿနာမြည်၏ဆိုပြီးတော့ဒီလိုဝိပဿနာဆိုတဲ့စကားလုံးကိုရှင်းထားတယ်ရှင်းထားတော့ဒုက္ခသစ္စာသမုဒယသစ္စာလို့ခေါ်ဆိုအပ်တဲ့သင်္ခါရဓမ္မတို့ရဲ့ဖြစ်ပြီးပြည့်နေတဲ့သဘာဝကိုကြည့်ပြီးအနိစ္စဖြစ်ခြင်းပြည့်ခြင်းဖြင့်အနိစ္စခံရတဲ့သဘာဝကိုကြည့်ပြီးတော့ဒုက္ခမပြည့်စည်ပဲအကျိခက်အခိုင်အမာနှစ်တရာအဖြစ်တည်နေတဲ့အတ္တမဟုတ်တဲ့သဘောကိုကြည့်ပြီးအနတ္တဒီလိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးရှုပါသုံးသတ်တတ်တဲ့ဉာဏ်ကိုသာလျှင်ဝိပဿနာလို့ခေါ်ပါတယ်ဒီတော့ဝိပဿနာရှုတော့မဲ့ပုဂ္ဂိုလ်သည်ဒုက္ခသစ္စာခေါ်တဲ့ခန္ဓာ၅ပါးယုတ်တရားနံတရားကိုသိထားပြီးဖြစ်ရမယ်သမုဒယသစ္စာခေါ်တဲ့ကြောင်းကျိုးဆက်နမှုပရိစ္ဆသမုပ္ပါသဘောတရားတွေကိုစာတွေ့မဟုတ်ဘဲလက်တွေ့ရှုထားပြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လက်တွေ့လို့ပြောတာအကြောင်းရှိပါတယ်တူနဲ့တူအဝိဇ္ဇာတဏဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းတရားချင်းတူပေမဲ့လို့သင်္ခါရကံမှသင်္ခါရချင်းမတူဘူးဆိုလိုတာကတချို့ပုဂ္ဂိုလ်တွေမှာဒါနကံကအကျိုးပေးနေတယ်တချို့ပုဂ္ဂိုလ်တွေမှာသီလကံကအကျိုးပေးနေတယ်တချို့ပုဂ္ဂိုလ်မှာဘာဝနာကံကအကျိုးပေးနေတယ်တခါဒါနမှာလည်းတချို့ပုဂ္ဂိုလ်တွေကသံဃာလှူခဲ့လို့တချို့ပုဂ္ဂိုလ်တွေကဆွမ်းလှူခဲ့လို့စသဖြင့်ဒါနတွေလည်းမတူကြပါဘူးဒါကြောင့်မိမိဘဝလက်ရှိခန္ဓာ၅ပါးကိုဖြစ်ပေါ်စေတတ်တဲ့သင်္ခါရကံတွေသည်တူနဲ့တူမတူတဲ့သဘောရှိပါတယ်သင်္ခါရကံဆိုတဲ့နာမည်ချင်းတူပေနဲ့သင်္ခါရကံဖြစ်ပုံအချင်းအရာချင်းမတူကြပါဘူးဒီဒုက္ခသစ္စာသမုဒယသစ္စာတရားနှစ်ပါးကိုသိရှိထားပြီးတဲ့ပုဂ္ဂိုလ်ကသာလျှင်ဒီဒုက္ခသစ္စာသမုဒယသစ္စာအမြင်ရှိတဲ့သင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးရှုပွားသုံးသတ်တဲ့ဉာဏ်ကိုသာလျှင်ဝိပဿနာလို့ခေါ်ပါတယ်ဒီတော့ဒီနေ့ဝိပဿနာအထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြည့်လိုက်တော့ရုပ်ကိုသိလားဆိုတော့လည်းမသိပြန်ဘူးနံတရားကိုရှုတတ်ဗလားသိဗလားဆိုတော့လည်းမသိပြန်ဘူးကြောင်းကျိုးဆက်နမှုပရိစ္ဆသမုပ္ပါကိုလက်တွေ့ရှုတတ်ဗလားလို့မေးတော့လည်းမရှုတတ်သေးဘူးအဲ့ဒီလိုမသိတာတွေတပုံကြီးထမ်းပြီးကမ္မဋ္ဌာန်းကြောင်းအတွင်းမှာဝင်ပြီးတော့အခုလိုထိုင်ပြီးရှုလိုက်ရုံနဲ့ဝိပဿနာဉာဏ်ကတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူးပေါ်တာတွေကိုကိုကြိုက်သလိုရှောက်မှတ်နေုံနဲ့လည်းဘယ်လိုမှမဖြစ်နိုင်ပါဘူးနော်ဒီအာနာပါနနမိတ်ဆိုတာကခொနကတပိတော်လျောက်ထားသလိုဝင်လေတွက်လေကစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလတို့ရဲ့အပေါင်းအစုဖြစ်ပါတယ်သို့တော့နာသီးပြရဲ့ပြင်ဘက်အပြင်ဘက်မှာဖြစ်နေတာကတော့ဒီစိတ္တဇယုတ်ကလဒီထဲမှာပါတဲ့တိဇောတရဲ့စွမ်းအားကြောင့်ဆင်ကဲဖြစ်ပေါ်လာတဲ့ယုတ်ကလတို့ရဲ့အပေါင်းစုဖြစ်တယ်အဲ့ဒီယုတ်ကလတွေကိုတက်ခွဲရင်ယုတ်ကလတိုင်းမှာဝဏ္ဏဓာတ်ယူပါယုံလေးပါတယ်ကလတွေကများစွာပေါင်းစုပြီးဖြစ်နေတဲ့အတွက်ဒီကလများစွာတို့ရဲ့အပေါင်းအစုဖြစ်တဲ့အယောင်အဆင်းကိုပဲနမိတ်လို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့ဒီနမိတ်ကသီးသန့်ဖြစ်တယ်နောက်တစ်ခုဉာဏ်ရောင်ဆိုတဲ့အလင်းရောင်ရှိပါတယ်ဒါကဟိုအင်္ဂုတ္တပါဠိတော်စတုကနိဗ္ဗာန်မှာဘုရားရှင်ကဩဘာဒသုတ်တံပိဇောဒသုတ်တံအာလောကသုတ်တံစသည်ဖြင့်သုတ်တံတွေဟောထားပါတယ်နေရောင်လရောင်မီးရောင်ပညာရောင်ဆိုပြီးအယောင်အလင်း၄မျိုးရှိကြောင်းဟောထားပါတယ်အဲ့ဒီဉာဏ်ရောင်ဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်လို့ဝိသုဒ္ဓိမေမဟာဒီကဥရိယပြဉာဏ်ပိုင်းဩဘာဒအကြောင်းကိုဖွင့်ဆိုတဲ့အပိုင်းမှာဝိသုဒ္ဓိမေမဟာဒီကရှင်းလင်းထားပါတယ်နော်ဝိပဿနာဘာဝနာစိတ်ကြောင့်
ဖြစ်ပေါ်လာတဲ့စိတ္တဇယုတ်ကလတဲမှာပါတဲ့တေဇောဓာတ်ဥဒုကြောင့်ဆင်ကဲဖြစ်ပေါ်သွားတဲ့ဆင်ကဲဖြစ်ပေါ်သွားတဲ့ယုတ်ကလတည်းရဲ့အယောင်အလင်းဖြစ်ကြောင်းဖွင့်ဆိုထားပါတယ်အဲဒီတော့အဲ့ဒီယုတ်ကလတည်းရဲ့အယောင်အလင်းကဉာဏ်ရောင်ဖြစ်တော့ဒီဉာဏ်ရောင်နဲ့နမိတ်နဲ့ဟာဖြစ်ပေါ်စေတတ်တဲ့အကြောင်းရင်းကတော့အတူတူပဲဖြစ်ပါတယ်သို့တော့ဖြစ်ပုံအချင်းဟာချင်းမတူဘူးဉာဏ်ရောင်ကတော့ခန္ဓာယောဂီပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဝန်းကျင်ပတ်ချအရာဆင်မျက်နှာမှာဖြစ်တတ်ပါတယ်သမာဓိစွမ်းအင်အပေါ်မူတည်ပြီးတော့ပြောင်းလဲမှုလေးတွေတော့ရှိပါတယ်ဆိုလိုတာကနမနေပြီးတော့ထပ်ရှင်းပြမယ်အရှင်အနုရုဒ္ဓမထေရရဲ့သရုဒ္ဓဇံအဘိညာဉ်သမာဓိကြောင့်ဖြစ်ပေါ်သွားတဲ့ဉာဏ်ရောင်သည်စัจ java လာ1000အထိတစ်ချက်တည်းပြန့်သွားတယ်ဒါပြင်းနဲ့တာမန်ယောဂီပုဂ္ဂိုလ်ရဲ့ဉာဏ်ဟောအဲ့လောက်အထိအလင်းရောင်မကောင်းဘူးတချို့ကတခန်းအတွင်တချို့ကအခန်းအပြင်ဘက်တချို့ကကျောင်းဝိုင်းတဝင်းစသည်ဖြင့်ဒီလိုဉာဏ်ပါရမီရင့်ကျက်ရင်ရင့်ကျက်တဲ့လို့အယောင်လေးတွေကပြန့်သွားတယ်အတွင်းသဖြင့်ယောဂီပုဂ္ဂိုလ်အများစုမှာဒီဉာဏ်ရောင်လင်းကခန္ဓာကိုယ်ရဲ့ဝန်းကျင်ပတ်ချာမှာပေါ်တတ်တယ်ပေါ်တဲ့အခါမှာတမာတိကနှုတ်နေသေးရင်ညာဘက်မှာပေါ်လိုက်ဘယ်ဘက်မှာပေါ်လိုက်နှစ်ဖူးမှာပေါ်လိုက်စသဖြင့်ဒီလိုပြောင်းပြီးပေါ်တတ်တယ်ဒီလိုပြောင်းပေါ်လိုက်တဲ့အချိန်ခါမှာတပည့်တော်အာနာပါနကမ္မထမှာတင်းတင်းကြပ်ကြပ်လိုက်နာရမယ်စီကံကဖုဒ္ဓဖုထောကာတိပနတတိန်ထပိတဝဘာဝန္တတေဝဘာဝနာတံပိစတိဝင်လေတွက်လေထိထိသွားတဲ့နေရာမှာတတိကပြီးရှုပွားသုံးသပ်ပါမှအာနာပါနတတိသမာဓိဘာဝနာဟာပြည့်စည်ပြည့်စုံနိုင်တယ်ဒီစီကံကလက်လွတ်လို့မရဘူးဒီတော့ဝင်လေတွက်လေထိတဲ့ဒီနှာတိပြသုံးဖို့အထက်နှုတ်ခမ်းဒီနေရာကနေလွဲပြီးတခြားကိုလိုက်ရှုလို့မရဘူးအဲ့လိုမရတဲ့အချိန်ခါမှာယောဂီပုဂ္ဂိုလ်ကသမာဓိအသင့်အတင့်ဖြစ်လာရင်ဒီနှစ်ဖူးမျက်မှောက်နှစ်ခုကြားမှာအလင်းရောင်ပေါ်လာတတ်ပါတယ်မပေါ်ဘူးတော့မဆိုလိုပါဘူးအဲ့ဒီဟာကိုတိဘက်နီးကတော့ဒါတတ္တိယမျက်လုံးဆိုပြီးသူတို့ကဒါသင်ပေးတယ်တိဘက်မှာလာတဲ့နီးပညာစနစ်တစ်မျိုးဖြစ်တယ်ဒီအလင်းရောင်ကိုသူတို့ကဥဒိဋ္ဌရွှေ့လိုက်ရွှေ့လို့ရပါတယ်ဒါကဟိုညာတမာတိကကောင်းနေရင်ဝန်းကျင်ပတ်ချဘယ်နေရာမှာမဆိုလင်းနိုင်တဲ့အတွက်ကိုအာယုံစိတ်လေးတဲ့နေရာမှာဒီအလင်းရောင်တွေကရှိတတ်ပါတယ်အဲ့ဒီလိုရှုခြင်းကတော့တပည့်တော်ဒီထေရဝါဒဗိဓကတော်နဲ့ထိတ်တဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်ဇံကိုကူးနိုင်တဲ့အဆင့်မရှိပါဘူးအဲ့ဒီလိုရှုနေတဲ့ပုဂ္ဂိုလ်တွေဇံဘယ်လို့မှမရကြပါဘူးဒီတော့ဇံကိုကူးခြင်းတဲ့ပုဂ္ဂိုလ်ကဒီနှာသီးပြားနဲ့အထက်နှုတ်ခမ်းပတ်ဝန်းကျင်မှာတည်ရှိနေတဲ့ဝင်လေထွက်လေတို့ရဲ့အယောင်လို့ခေါ်ဆိုအပ်တဲ့နမိတ်အပေါ်မှာသာဘာဝနာစိတ်ကိုညင်ဝစွာကပ်ပြီးတည်နေအောင်ကြိုးစားရတယ်အဲ့ဒီနမိတ်ဟာလဲရှုပတ်သုံးသပ်နေတဲ့ဘာဝနာစိတ်ကြောင့်ထင်ရှားဖြစ်ပေါ်လာတဲ့နမိတ်သာဖြစ်တယ်ဉာဏ်ရောင်ဆိုတာကလည်းရှုပတ်သုံးသပ်နေတဲ့စိတ်ကြောင့်ထင်ရှားဖြစ်ပေါ်လာတဲ့စေတသိက်ယုတ်ကလတိမှာပါတဲ့တေဇောဓာတ်ကနေဆင်ကဲဖြစ်ပေါ်သွားတဲ့ဗိဓာအဟုပြန့်နှံ့သွားတဲ့အယောင်လင်းသာဖြစ်တယ်သူကဥဒ္ဒဇယုတ်ပဲသို့တော့အဲ့ဒီဥဒ္ဒဇယုတ်ကစိတ်တပစ္စယဥဒ္ဒဇယုတ်လို့ခေါ်ပါတယ်စိတ်ကြယုတ်တင်ကိုအကြောင်းခံပြီးဖြစ်ပေါ်လာတဲ့တေဇောဓာတ်ကြောင့်ဖြစ်ပေါ်သွားတဲ့အယောင်အလင်းလို့ဆိုလိုပါတယ်အဲ့ဒီအယောင်လင်းကဇန်သမာဓိကိုအလိုရှိတဲ့ပုဂ္ဂိုလ်ရဲ့အရှုကအာယုံမဟုတ်ပါဘူးဇန်သမာဓိကိုအလိုရှိနေတဲ့ပုဂ္ဂိုလ်ကဒီနှာသီးပြားသုံးဖို့အထက်နှုတ်ခမ်းဆိုတဲ့ဒီပတ်ဝန်းကျင်မှာသာစူးစူးစိုက်စိုက်ဝင်လေထွက်လေသုံးဖို့နမိတ်ကိုရှုရပါတယ်တပည့်တို့ခုနကသမထဘိုင်းတစ်ချက်ဝိပဿနာဘိုင်းတစ်ချက်နှစ်ချက်ရှိပါတယ်နော်သမထဘိုင်းအထုတ်တဲ့အချိန်ခါမှာလဲမိမိတို့ကမ္မထန်40တက်ကဘယ်ကမ္မထန်ကိုအထုတ်တယ်လဲ
မိမိအထုတ်နေတဲ့ကမ္မထအာယုံမှာဘာဝနာစိတ်ကိုညင်ဝစွာကပ်ပြီးတည်နေအောင်ကြိုးစားရပါတယ်ဒီဝေဒနာကိုဘယ်တော့မှလိုက်မရှိပါဘူးကမ္မထ40ထဲမှာသမထကမ္မထ40ထဲမှာလည်းဝေဒနာမပါပါဘူးနော်ဒါကြောင့်သမထကမ္မထဖြင့်တမာတိထူထောင်နေတဲ့ယောဂီပုဂ္ဂိုလ်ကမိမိရှုပွားနေတဲ့ကမ္မထအာယုံမှာသာဘာဝနာစိတ်ကိုညင်ဝစွာကပ်ပြီးတည်အောင်ကြိုးစားပါအဲ့ဒီလိုကြိုးစားလိုက်တဲ့အခါမှာဇန်သမကမ္မထအာယုံတစ်ခုကိုဆိုကြပါစို့အာနာပါနပฏิဘာဂနမိတ်ဒီနမိတ်ကပေါ်စမှာမိခိုးရောဒီမိခိုးရောနမိတ်မှာဘာဝနာစိတ်ကကတ်လို့ငြိမ်သွားပြီဆိုရင်ဝါကွမ်းဆိုင်လို့ဖြူတဲ့အယောင်ပြောင်းသွားတယ်ဝါကွမ်းဆိုင်လို့ဖြူနေတဲ့နမိတ်အယောင်မှာဘာဝနာစိတ်ကိုငြိမ်အောင်ကတ်နိုင်ရင်တောက်ရှုကျဲတောက်ကြကြဲကဲ့သို့ကြည်တောက်သွားတယ်ကြည်တောက်နေတဲ့နမိတ်ကိုပฏิဘာဂနမိတ်လို့ခေါ်ပါတယ်အဲ့ဒီပฏิဘာဂနမိတ်ကိုစွတ်စွတ်ဆိုင်ဆိုင်ရှုပွားနေတဲ့ယောဂီရဲ့တန်တန်မှာဒီနမိတ်ထဲမှာဘာဝနာစိတ်ကစွတ်စွတ်ဆိုင်ဆိုင်နစ်မြုပ်ပြီးငြိမ်ဝစွာကပ်ပြီးတည်နေတဲ့တမာတိတမျိုးဖြစ်ပေါ်လာပါတယ်ဒါကိုပဲလက်ဒီတော်ဘုရားကတော့စိုက်စိုက်စူးစူးအထူးမြဲမြံရှုအပ်တန်ဇံဟုခေါ်တရာဆိုပြီးဒီလိုလင်္ကာလေးနဲ့ဆုံးမထားတယ်အဲ့ဒီဇံတမာတိအခိုက်မှာယောဂီပုဂ္ဂိုလ်ကဇန်တမာတိရဲ့အရှုကအာယုံဖြစ်တဲ့အာနာပါနပฏิဘာဂနမိတ်ကဲ့သို့သောအာယုံကိုပဲသိတယ်အဲ့ဒီနမိတ်ကိုပဲသိအောင်ကြိုးစားရတယ်တခြားဝေဒနာတွေဘာမှမကြည့်အောင်သို့တော့ဒီတမာတိကိုခိုင်အောင်တဏှာကြီး2နာရီ3နာရီစသဖြင့်လေ့ကျင့်နိုင်ရင်အဲ့ဒီဝေဒနာကိုလုံးလုံးမဲ့နေတယ်သို့တော့တချို့ယောဂီများမှာကတော့ခန္ဓာကိုယ်ရဲ့အနေထားအလိုက်ဝေဒနာကသိပ်ပြင်းထန်နေတယ်တမာတိကအနှောက်အယှက်ဖြစ်နေတယ်အဲ့ဒီခါမှာအရိယာဘုပြင်ကောင်းပါတယ်ပြင်ကောင်းတယ်ဆိုတာလဲတပည့်တော်ဒီမှာမဟာသတိပဋ္ဌာန်သုတ်တံအထက်ကရာမှာအတိအကျဖွင့်ထားပါတယ်ကွေးတဲ့အခါမှာကွေးရမယ်ဆန့်တဲ့အခါမှာဆန့်ပေးရမယ်ကွေးတဲ့အခါမှာမကွေးဘူးဆန့်တဲ့အခါမှာမဆန့်ဘူးဆိုရင်ခဏတိုင်းမှာအလွန်နာကျင်ကြိုက်ခဲနေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဖြစ်ပေါ်လာမယ်အဲ့ဒီလိုဖြစ်ပေါ်လာရင်ဒီဝေဒနာတွေကတမာတိရဲ့အနှောက်အယှက်အန္တရာယ်ဖြစ်ပါတယ်ဆိုပြီးဆုံးဖြတ်ထားတယ်ဒါကြောင့်ကာလေသမိန်စဉ်တတ္တကာလေပတာရင်တတ္တကွေးတဲ့အခါမှာကွေးနေတဲ့ယောဂဝါစရပုဂ္ဂိုလ်ရဲ့တန်တာမှာဆန့်တဲ့အချိန်ခါမှာဆန့်နေတဲ့ယောဂဝါစရပုဂ္ဂိုလ်ရဲ့တန်တာမှာအဲ့ဒီလိုဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဖြစ်ပေါ်မလာဘူးဖြစ်ပေါ်မလာရင်စိတ်တံဧကကံဟောတိဘာဝနာစိတ်ကမိမိရှုပွားနေတဲ့ဘာဝနာအာယုံပေါ်မှာဘာဝနာစိတ်ကညီဝစွာကပ်ပြီးတည်နေပါတယ်တဲ့ဒါကမဟာသီပရဏသုတ်တံအထက်ကရာတံပဇိညပပအဖွင့်မှာအထက်ကရာ2ဆောင်လုံးပေါ့ဒီကနိကေမဟာသီပရဏသုတ်တံအထက်ကရာမစ္စမနိကေမဟာသီပရဏသုတ်တံအထက်ကရာ2ခုလုံးမှာဖွင့်ဆိုထားပါတယ်နော်အဲ့ဒီမှာအရှင်ဘုရားတို့အလိုရှိရင်တော့ကြည့်ပြီးတော့တပည့်တော်ပြောနေမရှာတတ်ဖြစ်နေတယ်ကဲအဲ့ဒီလိုရှုလိုက်တဲ့အချိန်ခါမှာဒါသမထပိုင်းဝိပဿနာပိုင်းရောက်တော့ယုတ်တဲ့နန္ဒီကိုဣဇဒတလည်းဗိဒတလည်းရှုလိုက်တော့အဲ့ဒီဆင်းရဲတဲ့ဒုက္ခဝေဒနာဖြစ်ပေါ်လာတာကိုမိမိကရှုခြင်းရင်နမူနာလေးတစ်ခုတပည့်တော်ပြမယ်ထိုင်နေတဲ့တင်ပါတနေရာမှာအလွန်ပြင်းပြင်းထန်ထန်နားနေတယ်ဆိုကြစို့နော်အဲ့ဒီခါမှာဒီဝေဒနာဥဆောင်နေတဲ့နန္တရားတွေကိုရှုခြင်းတဲ့ပုဂ္ဂိုလ်ကအဲ့ဒီတင်ပါတနေရာမှာရှိနေတဲ့ကာယအကြည်ဓာတ်ကာယဓာရကိုလှမ်းသိသိရတယ်ဒီဝေဒနာရဲ့မိယာကာယအကြည်ဓာတ်ကိုမိအောင်သိသိရတယ်ဘဝင်မနောအကြည်ဓာတ်မနောဓာရကိုလည်းသိသိရတယ်ဒီကာယအကြည်ဓာတ်နဲ့ဘဝင်မနောဓာရနှစ်ခုကိုပြိုင်တူသိသိမိတဲ့အခါအဲ့ဒီကာယအကြည်ဓာတ်ကိုလာရိုက်ခတ်နေတဲ့ဖုတ္တပယုံခေါ်တဲ့ပထဝီဓာတ်သို့မဟုတ်ဒေဇောဓာတ်သို့မဟုတ်ဝါယောဓာတ်ကိုလှမ်းရှုရတယ်ပထဝီဓာတ်လွန်ကဲလို့နာကျင်ကြိုက်ခဲနေတာလည်းရှိတယ်ဒေဇောဓာတ်လွန်ကဲနေလို့မခံမရနိုင်အောင်ပူလောင်နေတာလေးလည်းရှိတယ်ဝါယောဓာတ်ကလွန်ကဲနေလို့အမတန်ထိုးကျင့်ကြိုက်ခဲနေတဲ့သဘောတွေလည်းရှိတတ်ပါတယ်လွန်ကဲနေတဲ့အဲ့ဒီဓာတ်အာယုံကိုလှမ်းပြီးသိသိရတယ်ဒါကဝတ္ထုနဲ့အာယုံကိုပူးတွဲသိသိခြင်းဖြစ်ပါတယ်အဲ့ဒီတော့သိသိပြီးတဲ့အချိန်ကမှအဲ့ဒီကာယဓာရဝိထိနန္တရားတွေကိုသိသိလိုက်တဲ့အခါပိစဓာရဝဇ္ဇံကဟရိယဝတ္ထုကိုမှီဖြစ်သွားတယ်ကာယဝိညာဉ်စိတ်ကဒီဒုက္ခဝေဒနာနဲ့ရှင်တွဲနေတဲ့ကာယဝိညာဉ်စိတ်ကဒီကာယတင်ပါတဏှာမှာရှိနေတဲ့ကာယအကြည်ဓာတ်ကိုမှီပြီးဖြစ်ပေါ်သွားတယ်ကြံနေတဲ့တမ္ပတိဆိုင်တဏိနာဩဒောဇောဒရာယုံစိတ်ဇောဝိထိစိတ်တွေကဟရိယဝတ္ထုကိုမှီဖြစ်သွားတယ်
အဲ့ဒီနံတရားတွေကိုပထမရှေးဥစွာသိသိရပါတယ်သိသိပြီးတော့မှသူတို့ကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးဌာန်သိပြီးတော့ဝိပဿနာရှုရပါတယ်နာရာလေးတစ်ခုလောက်သိပြီးတော့ရုပ်ဆိုတာလည်းဘာလဲမသိနာမ်ဆိုတာဘာလဲမသိတာတွေတပုံကြီးထားပြီးနာတယ်လို့ရွှေ့ရင်တော့အဲ့နာရာလောက်ပဲသိမယ်ဘာမှမသိနိုင်ဘူးအဲဒီတော့ဝေဒနာကိုရှုခြင်းတဲ့ပုဂ္ဂိုလ်ဟာဝေဒနာကိုမရှုမီမှာစိတ်စေတသိက်တွေကိုစနစ်တကျရှုပွားသိသိတတ်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ကိုရရှိအောင်ပထမကြိုးစားရပါတယ်ဒုတိယပစ္စယပရိကဉာဏ်ကိုရရှိအောင်ကြိုးစားရတယ်ပြီးတော့မှဒီနာမရူပပရိစ္ဆေဒဉာဏ်ဖြင့်သိသိထအပ်တဲ့ဝေဒနာနဲ့တကွာသောယုံနာပရမတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးဌာန်တင်ပြီးတော့ဝိပဿနာရှုရပါတယ်အဲ့ချိန်ခါကျမှဝိပဿနာဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဝေဒနာကိုရှုခြင်းအဲ့ဒီပုဂ္ဂိုလ်ဟာဝေဒနာကုန်သွားမလားဆိုတော့မကုန်ပါဘူးဒါဝေဒနာကုန်တယ်ဝေဒနာချုပ်တယ်ဆိုပြီးခက်ကတော့ပြောတယ်အရှင်ဘုရားတို့စဉ်းစားကြည့်ပါဝေဒနာသည်တပ္ပစိတ်တသာဒရဏစေတသိက်စိတ်အလုံးနဲ့ဆက်ဆံနေတဲ့စေတသိက်ဖြစ်တယ်အဲ့ဒီဝေဒနာချုပ်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုအရှင်ဘုရားတို့အမှတ်တမဲ့မေးကြည့်ပါဝေဒနာချုပ်သွားရင်အတိစိတ်ကောရှိသလားလို့မေးကြည့်အတိစိတ်ကတော့ရှိတယ်ဝေဒနာတော့မရှိတော့အဲ့ဒီစကားဒီဘုရားဟောဒေသနာတော်နဲ့ညီပါမလားမညီဘူးဒုက္ခဝေဒနာကိုသာဝေဒနာလို့သိပြီးဒုက္ခဝေဒနာနဲ့ဥပ္ပခဝေဒနာကိုဝေဒနာမှမသိတဲ့ပုဂ္ဂိုလ်တွေပြောတဲ့စကားဖြစ်နေပါတယ်နော်ဒါကြောင့်တပည့်တို့သာသနာတော်မှာပြုပြင်ပြောင်းလဲရေးတွေကတော့တော်ခမ်းများတပည့်တို့ခင့်မှာဖြစ်နေတဲ့အမှားကိုတပည့်တို့ပြန်ကြိုးစားကြရမှာဖြစ်ပါတယ်နော်ခொနကတပည့်တော်လျှောက်ထားတဲ့အတိုင်းဒုက္ခသစ္စာသမုဒယသစ္စာအမိယတဲ့သင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးဌာန်တင်ပြီးရှုပွားပါမှဝိပဿနာဖြစ်ပါတယ်။ဓာတ်ကြီးလေးပါးတက်တဲ့လောက်ကိုရှုယုံမျှဖြစ်တော့ဝိပဿနာမဖြစ်ပါဘူးနော်။ဒီလိုယုံနာပရမတရားတွေကိုသိရအတွက်ကလည်းဓာတ်လေးပါးကိုဥတည်ပြီးသမာဓိအစစ်စစ်ထူထောင်ပြီးမှယုတ်ကလတ်တွေကိုမြင်အောင်ရှုပြီးယုတ်ကလတ်တွေကိုဓာတ်ခွဲမှယုတ်ပရမသိမယ်အဲ့ဒီယုတ်ပရမတ်တွေကိုသိပြီးမှနာမ်ပရမတ်တွေကိုသိအောင်တစ်ဆင့်ပြောင်းပြီးရှုရပါတယ်ယုတ်နာမ်ပရမတ်တွေကိုထိုးတင်သိပြီးတဲ့အခါမှာယုတ်နာမ်ပရမတ်ကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားခေါ်တဲ့အကြောင်းကျိုးဆွေးနွေးမှုပရိစ္ဆသမုပ္ပါသဘောတရားတွေကိုသိအောင်ဆက်လက်ပြီးရှုရပါတယ်အဲ့ဒီလိုရှုပတ်သုံးသပ်နိုင်ပါမှဝိပဿနာဆိုတာဖြစ်ပါတယ်ဓာတ်လေးပါးတက်တဲ့ယုတ်ကလတ်ကိုမမြင်ပဲပထဝီယဘောဒီဇောဝါယောဆိုတဲ့ဓာတ်လေးပါးတက်တဲ့ရှင်းနေုံမျှကတော့စတုဓာတုဝဝထံခေါ်တဲ့ဓကမထံလမ်းစဉ်ကသမထဘိုင်းမျှတာရှိပါတယ်နော်အဲ့ဒါကတော့ဘုန်းကြီးတို့အင်္ဂုတ္တပါဠိတော်မှာတတ္တကနိဗ္ဗာန်မှာပစလာယမာနသုတ်တံဆိုတဲ့သုတ်တံတစ်ခုရှိပါတယ်နော်ထိုသုတ်တံမှာဘုရားရှင်ကထိနမိတ်တပဲဖြောက်ကြောင်းတရား9ပါးဟောကြားထားတော်မူပါတယ်အဲ့ဒီ9ပါးထဲမှာမျက်စိကိုဖွင့်ပြီးအလင်းရောင်ကိုကြည်ခြင်းဆိုတာတစ်ခုကိုလည်းဘုရားရှင်ကညွှန်ကြားထားပါတယ်နော်အဲ့ချိန်ငိုင်မဲမှုကသိပြီးနှိမ့်ဆက်နေလို့ရှိရင်နည်းနည်းလေးခန္ဓာကိုယ်တွေကိုနည်းနည်းဆုံးနေပေးရတယ်နေဝကလေးတွေနည်းနည်းဆွဲပေးရတယ်မျက်လုံးလေးတွေနည်းနည်းပုတ်ပေးရတယ်အဲ့ဒါလောက်မှမရဘူးဆိုလို့ရှိရင်တော့မျက်လုံးဖွင့်ပြီးအလင်းရောင်ကိုကြည့်ပါဆိုပြီးဘုရားရှင်ကတိုက်တွန်းထားတယ်အလင်းရောင်ကိုကြည့်လိုက်လို့အဲ့ချိန်ငိုင်မြင့်မှုကပပျောက်သွားပြီဆိုရင်လည်းမိမိရှုနေကြကမ္မထံကိုပြန်ရှုလို့ရပါတယ်အဲ့ဒီလိုမှမရရင်တော့ထားပြီးတော့လမ်းလျှောက်ပါလမ်းလျှောက်ရုံနဲ့မှမပြေလည်ရင်မျက်နှာသစ်ပါမျက်နှာသစ်ရုံမှမပြေလည်ဘူးဆိုလို့ရှိရင်တော့ခုနကအရှင်မောက္ခလံမထေကိုတော့ဓိပ္ပဇက်ကိုအဘိညာဉ်ဝင်စားပြီးတော့ဓိပ္ပဇက်ကိုအဘိညာဉ်ဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့အလင်းရောင်ကိုနေ့နဲ့ညတစ်ဆက်တိဖြစ်အောင်နေရောညရောတောက်လျှောက်လင်းနေအောင်ဒိဋ္ဌံပါဆိုပြီးတော့ဒီလိုဘုရားရှင်ကနိပေးထားတယ်
အဲ့ဒီအလင်းရောင်တွေကသိအားကောင်းနေတော့နေရောညာရောတောက်လျှောက်လင်းနေရင်အိတ်ချိန်ငိုင်မြင်းမှုတွေကပတ်ပြောက်သွားပြီအဲ့ဒီခါမှာဆက်လက်ပြီးဝိပဿနာပွားများရပါတယ်မိမိကသမထကိုအထုတ်ခဲ့ဖြစ်ရင်လည်းသမထကိုဆက်လက်အထုတ်ရပါတယ်အဲ့ဒါမှမရဘူးဒီဘက်စကိုအပင်ဉာဏ်ကလည်းမရှုတတ်သေးဘူးဆိုရင်တော့ဘာလုပ်မလဲခဏခေတ္တတော့လျှောင်းဆက်ပြီးအိတ်လိုက်ပါတော့တဲ့ဒါကဘုရားရှင်ပေးတဲ့နည်းပဲအကြာကြီးအိတ်ရမယ်လို့တော့မဆိုလိုဘူးနော်အဲ့ဒါကတော့တပည့်တော်တို့အနေနဲ့ကတော့ဘယ်လိုသင့်တော်တယ်ဆိုတာအတိအကျပြောဖို့ခက်ပါတယ်ဘာဖြစ်လို့လဲတပည့်တော်ဘာကတူရဲ့ဣဇာတိယဓာတ်ခဏနဲ့ဝါဒနာဓာတ်ငွေကိုတပည့်တော်တို့ကသိနိုင်တဲ့ဉာဏ်စွမ်းဉာဏ်စမရှိပါဘူးနမူနာလေးတစ်ခုတပည့်တော်လျှောက်ထားခွင့်ပြုပါတခြင်းကရှင်သာတိဗုဒ္ဓရာကိုရောမြတ်ကြီးကရွှေပရိန်ဒီဖြစ်ခဲ့ဘူးတဲ့တပည့်ငယ်လေးတဦးကိုရရှိခဲ့ပါတယ်ရှင်သာတိဗုဒ္ဓရာကိုရောမြတ်ကြီးကဒီတပည့်လေးကဥပရိယုတ်တမ္ပတ္တိနဲ့လည်းပြည့်စုံတယ်နုညံ့သိမ့်မွေ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဒီလိုပုဂ္ဂိုလ်တွေဟာရာဂစိတ်များတဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်လို့နှလုံးပိုက်တော်မူပြီးအတုပကမ္မထံကိုတဝါတွင်သင်ပေးတော်မူပါတယ်မြို့ကနေပြက်ကနေလင်းကနေလက်ကနေဆိုတဲ့အယောင်အလင်းလေးတော့တစ်ချက်မှမတွေ့ရအောင်မတွေ့ရတော့ရှစ်ခိထုံတန်းစင်လာအတိုင်းတရင်ဝါလာကျွတ်ပြီးဆိုရင်ဘုရားရှင်ကိုကြွရောက်ပြီးကြောတော်မူကြတယ်ထိုကမှရှင်သာတိဗုဒ္ဓရာကဒီကိုရောလေးကိုပါခေါ်ဆောင်ပြီးတော့ဘုရားရှင်ထံကိုသွားရောက်ပြီးဖူးမြော်ကြော့ပါတယ်ကြော့ပြီးတဲ့အခါဒီကိုရောလေးရဲ့အခြေအနေကိုအရှင်သာတိဗုဒ္ဓရာကိုရောမြတ်ကြီးကဘုရားရှင်အားတင်ပြလျှောက်ထားပေးတော်မူပါတယ်ထိုချိန်ခါမှာဘုရားရှင်ကဘာမိတ်ရှိလဲသာတိဗုဒ္ဓရာသင်ရဲ့တပည့်ကိုဒီဇေတဝန်ကျောင်းတိုင်မှာထားခဲ့ပြီးတော့ညနေကျအခါသင်တပည့်ယဟန္တာဖြစ်သွားတာကိုသင်တွေ့မြင်ရလိမ့်မယ်ဆိုပြီးဒီလိုပဲအမိန့်ရှိလိုက်တယ်အမိန့်ရှိပြီးတော့ဘာလုပ်ပေးတယ်လဲအမတန်လှပတင့်တယ်နေတဲ့ဘရုံမာကြာပန်းကြီးတပွင့်ကိုဘုရားရှင်ကတကောတော်ဖြင့်ဖန်ဆင်းပေးတော်မူလိုက်ပါတယ်ဖန်ဆင်းပြီးတဲ့အခါအဲ့ဒီဘရုံမာကြာပန်းကြီးကိုယူဆောင်ပြီးတော့ဇေတဝန်ကျောင်းတဲ့အစွန်ဖျားမှာရှိတဲ့ရေကန်ကြီးရဲ့တောက်မှာသွားပြီးတော့သင်လောဟိတကတိုင်းအနိယောင်ကတိုင်းကိုပွားပြီးတော့ဆိုပြီးတော့သင်ပေးလိုက်ပါတယ်ဒီကြာပွင့်ကြီးကအမတန်လှပပြီးအယောင်ဆင့်ကလည်းအလွန်လှပတော့ဒီအယောင်ဆင့်ကိုမြင်လိုက်ရသေးတဲ့ဒီပြိုင်နေတဲ့ဒီကိုယ်တော်လေးရဲ့စိတ်ဓာတ်တွေကအမတန်ကြည်နူးသွားတယ်ကြည်နူးပြီးတော့ဒီကြာပွင့်ကြီးကိုအနိယောင်ကတိုင်းအဖြစ်နဲ့လှမ်းပြီးရှုနေရကနေကတိုင်းဝန်းကြီးပေါ်လာပြီးဒီကတိုင်းဝန်းကိုအရစင်မျက်နှာဖြန့်ကျက်ပြီးတော့သမာဓိဆက်လက်ထူထောင်လိုက်တာပရမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်အထိချက်ချင်းဆိုင်သွားတယ်သရုဒ္ဓဇန်သမာဓိဆက်ရောက်တဲ့အခါအလင်းရောင်တွေကပြိုးပြပြတလက်လက်တောက်ပါလို့အကောင်းလာတဲ့အခါဘုရားရှင်ကရောင်ကြီးတော်လှုပ်ပြီးတော့ဝိပဿနာကုဖို့ရညွှန်ကြားပေးတော်မူလိုက်ပါတယ်ဝိပဿနာကိုဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းအဖြစ်အထောက်အမယ်ဆိုတာရှင်သာတိဗုဒ္ဓရာထံမှာစနစ်တကျသင်ယူထားတဲ့အတွက်ဝိပဿနာတော်ကိုဆက်လက်ပြီးပွားများအထောက်လိုက်တာညနေကျအခါမှာအရတ္တဖို့တည်သွားပါတယ်နော်ဘာကြောင့်လဲသူရဲ့ဣဇာတိယဓာတ်ခံအကြောင်းလေးပြီးတော့လျှောက်ထားခြင်းလို့ပါသူကအတိတ်တန္တရာကိုလှမ်းကြည့်လိုက်တော့သူကဘဝ900ဇက်တိုက်ရွှေပရိန်ဒီဖြစ်ခဲ့ဘူးတယ်အလွန်သိမ်မွေ့နူးညံ့ပြီးတင့်တယ်လှပနေတဲ့ရွှေတွေကိုသာဘဝ900ကာလပတ်လုံးဇက်တိုက်ကြည့်ခဲ့ရတဲ့အတွက်အမတန်အယုတ်ဆုံးနေတဲ့အတုပကဲ့သို့သောယွန်ရှာဆက်စုပ်ဖွယ်ကောင်းတဲ့အာယုန်တွေကိုသူ့ရဲ့ဣဇာတိယဓာတ်မှကြည့်ရှုလို့တဲ့စိတ်ထားကလုံးဝမရှိဖြစ်နေတယ်ဒီဣဇာတိယဓာတ်ကိုဘုရားရှင်ကသိတော်မူပါတယ်အရှင်သာတိဗုဒ္ဓရာကသိတော်မမူပါဘူးဒါကြောင့်ကမ္မထံပေးတာကမသိနဲ့သူနဲ့မလျော်တဲ့ကမ္မထံဖြစ်နေပါတယ်မလျော်တဲ့ကမ္မထံကိုသိလျော်တဲ့ကမ္မထံဖြစ်အောင်ဘုရားရှင်ကပြုပြင်ပေးလိုက်တဲ့အချိန်ခါမှာချက်ချင်းတမာတိဖြစ်ပြီးတော့ဝိပဿနာကုလိုက်တော့အရတ္တဖို့အထိဆက်ရောက်သွားပါတယ်သို့တော့ယောဂီပုဂ္ဂိုလ်တယောက်ကိုတပည့်တော်တို့ကဘယ်ကမ္မထံကသိလျော်တယ်လို့အတိအကျပြောဖို့ရတော့မဖြစ်ဘူးသို့တော့တပည့်တော်တို့သင်ပေးတဲ့စနစ်ကတော့ထိုင်နေတော့မှအာနာပါနကမ္မထံရှုခဲ့ရင်ရက်လဲအာနာပါနကမ္မထံသွားလဲအာနာပါနကမ္မထံထိုင်လဲအာနာပါနကမ္မထံအိတ်လဲအာနာပါနကမ္မထံအရိယာဘုတ်၄ပါးလုံးမှအာနာပါနကိုပဲဇက်တိုက်အရှုခိုင်းပါတယ်ဘယ်လောက်အထိရှုရမလဲလို့မေးရင်သရုဒ္ဓဇန်တမာတိစိုက်သည့်အထိအရှုခိုင်းပါတယ်
အဲ့ဒီလိုရှုလိုက်လို့သရုဒ္ဓဇာသမာဓိအဋ္ဌိဆောက်ရောက်သွားလို့အလင်းရောင်တွေကအကောင်းလာပြီဆိုရင်ထိုယောဂီပုဂ္ဂိုလ်ကိုဆွေးနွေးကြည့်ပါတယ်ကြံနေတဲ့သမထကမ္မထန်တွေတင်ယူခြင်းပါသလားဝိပဿနာကိုပဲကူးခြင်းပါသလားလို့သူ့ရဲ့ဆန္ဒကိုပဲမေးရပါတယ်ကြံတဲ့ကတိုင်းတွေကိုရှုကျင်သေးတယ်ဆိုရင်ကတိုင်းတစ်ခုပြီးတစ်ခုသင်ပေးပါတယ်အဲ့လိုသင်ပေးတဲ့အခါမှာမိမိကထိုင်နေတော့မှဥပမာပထဝီကတိုင်းကိုရှုရင်သွားတော့မှလည်းပထဝီကတိုင်းရက်တော့မှလည်းပထဝီကတိုင်းအိတ်တော့မှလည်းပထဝီကတိုင်းထိုင်တော့မှလည်းပထဝီကတိုင်းဒါကိုပဲရှုရတယ်ဘယ်လောက်အထိရှုရမလဲဆိုရင်တော့သတုတ္တဇံသမารိဆက်ရောက်သည့်အထိသို့မဟုတ်ဇံသမပတ်10ပါးလုံးပေါက်ရောက်သည့်အထိရှုရပါတယ်အဲဒီတော့မိမိကဘယ်ကမ္မထံကိုသမထဘိုင်းမှာပွားတယ်သမထဘိုင်းပွားနေကြိုက်မှမိမိရှုပွားစေဖြစ်တဲ့ကမ္မထံကိုပဲသွားရင်လည်းရှုပါရက်လည်းရှုပါထိုင်လည်းရှုပါအိတ်လည်းရှုပါမိမိကဥပမာမေတ္တာကမ္မထံကဲ့သို့သောမေတ္တာဘာဝနာကိုပွားနေတဲ့ဆိုရင်သွားလဲမေတ္တာဘာဝနာထိုင်လဲမေတ္တာဘာဝနာရက်လဲမေတ္တာဘာဝနာအိတ်လဲမေတ္တာဘာဝနာပွားရတယ်အရှင်သူဗုဒ္ဓဆုံးခံကြွတဲ့အချိန်ကမှမေတ္တာဇံမဲ့သူကဝင်စားတယ်အိမ်တကားဝရောက်ပြီဆိုတာနဲ့မေတ္တာဇံဆွမ်းလောင်းမဲ့ပုဂ္ဂိုလ်တွေကိုအာယုံယူပြီးမေတ္တာဇံတွေဝင်စားတယ်မေတ္တာဇံမှထတဲ့အခါကျမှဆုံးကိုအလှခံတယ်ဒါကြောင့်သူကဓက္ခိနေရမြတ်သောအလှကိုခံယူတိုက်တဲ့အပိုင်းမှာသူကဣတရရခြင်းဖြစ်ပါတယ်နော်သူရဲ့ဥဒိချက်ကအလှခံပုဂ္ဂိုလ်တွေကသူ့အပေါ်မှာမေတ္တာအပြည့်အဝဖြင့်ကြည်နိုမြတ်နိုးစွာလှူဒန်းပူဇော်ခဲ့မယ်ဆိုရင်အလှရှင်တွေမှာကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့အကျိုးတရားတွေရရှိလိမ့်မယ်ဆိုတာကိုသူကယုံကြည်ထားပါတယ်သိရှိထားပါတယ်ဒါကြောင့်သူကဒီလိုမေတ္တာဇံမှထမှသာလျင်ဆွမ်းကိုအလှခံယူပါတယ်ဒါကကိုရှုတဲ့ကမ္မထံကိုဘယ်အရိယာဘုမှာမဆိုရှုနိုင်တယ်အကယ်၍မိမိကဝိပဿနာနယ်တဲ့ရောက်ပြီဆိုရင်သွားလဲဝိပဿနာရှုနိုင်တယ်ရက်လဲဝိပဿနာရှုနိုင်တယ်ထိုင်လဲဝိပဿနာရှုနိုင်တယ်အိတ်လဲဝိပဿနာရှုနိုင်ပါတယ်နမူနာဆိုလို့ရှိရင်တော့ဝိတ္တိမဲ့အထက်ကတာအိန္ဒိယသံဝရသီလအပိုင်းမှာမဟာတိတ်တမထေကြီးဆိုတဲ့ယဟန္တာမထေကြီးတစ်ပါးလာရှိပါတယ်စေရိယတောင်ကနေပြီးအနုရဒမြို့ဘက်သို့တာဆိုပြီးဆုံးကအသွားလမ်းခွလမှအယောစုကမ္မထံဖြင့်ပရမဇန်သမာဓိဆိုင်အောင်ထူထောင်ပြီးနောက်ဝိပဿနာဘာဝနာကမ္မထံကိုဆက်လက်ပြီးစီးပြန်တော်မူရာလမ်းသွားရင်ဖြင့်အရတ္တဖို့အထိဆက်ရောက်သွားပါတယ်နော်ဒီလိုထုံးလေးတွေရှိပါတယ်ထင်ရှားတဲ့တန်တကတစ်ခုကတော့အနတ္တလက္ခဏာသုတ်တံမှာလာတဲ့ပစ္စဝဂ္ဂီ၅ဥတို့ဖြစ်ကြပါတယ်နော်အလုံးကြားမှုတဲ့အတိုင်းဓမ္မစက္ကပောဒရသုတ်တံဒေသနာတော်ဤကုံပြီးဆုံးတဲ့အခါအရှင်ကုဏ္ဏညာကြီးကသစ္စာ၄ပါးသိပါတယ်နော်သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာဆင်းရဲမှာညကတပိတော်လျှောက်ထားခဲ့တဲ့အတိုင်းအတိတ်နာကပိစုပ္ပန်ဣဇဒဗိဒ္ဓဩလာရိကဒုက္ခမဟိနပဏိတဒုရတန္တိကခေါ်တဲ့11မျိုးသောအချင်းအဖြစ်တည်နေတဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးတို့လည်းပါဝင်ကြပါတယ်ထိုဥပါဒဏ်နဲ့ခန္ဓာ၅ပါးတို့ကိုပိစဝဂ္ဂီ၅ဥတို့ကစနစ်တကျအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃တန်တင်ပြီးတော့လည်းရှုနိုင်ကြပါတယ်ကြောင်းကျိုးဆက်နွယ်မှုပရိစ္ဆသမုပ္ပါသဘောတရားတွေကိုလည်းထိုပိစဝဂ္ဂီ၅ဥတို့ကရှုပွားသုံးသနိုင်ကြပါတယ်သိလည်းသိရှိတော်မူကြပါတယ်ဒီတော့အဲ့ဒီလိုဝိပဿနာတွေရှုလိုက်တာဝါဇောလပြည့်နေ့မှာအရှင်ကုဏ္ဏညဝါဇောလပြည့်ကျော်တရက်နေ့ရောက်တော့အရှင်ဝဘ္ဘဝါဇောလပြည့်ကျော်2ရက်နေ့မှာအရှင်ဗတ္တိယဝါဇောလပြည့်ကျော်3ရက်နေ့မှာအရှင်မဟာနာမဝါဇောလပြည့်ကျော်4ရက်နေ့မှာအရှင်အတ္တစီတို့သောတပန်အတိတိဖြစ်သွားတော်မူကြပါတယ်အဲ့ဒီလိုသောတပန်ဖြစ်သွားတဲ့အချိန်ခါမှာထိုသူတော်ကောင်းတို့သည်သစ္စာ၄ပါးကိုထိုးထွင်းသိမြင်တော်မူကြပြီးဖြစ်ကြပါတယ်အဲ့ဒီသစ္စာ၄ပါးထဲမှာခုနကတပိတော်လျှောက်ထားခဲ့သလို
အတိတ်နကပိစုပန်ဣဇဒဗိဒဩလာရိကဒုက္ခမဟိနပဏိတဒုရတန္တိကခေါ်တဲ့11မျိုးသောအကျင့်အဖြစ်တည်နေတဲ့ဒုက္ခသစ္စာအမြင်ရတဲ့ခန္ဓာ၅ပါးယုတ်တရားနံတရားတွေကိုလည်းထိုသူတော်ကောင်းတို့ကအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးဒုနိညဝိပဿနာရှုထားပြီးတဲ့ပုဂ္ဂိုလ်ရှုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။သမုဒိယသစ္စာအမြင်ရှိနေတဲ့အဝိဇ္ဇာတဏဥပါဒသင်္ခါရကံအစရှိတဲ့ပရိစ္ဆသမုပ္ပါအင်္ဂါယတ်တွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်ရှုထားပြီးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ကြပါတယ်။သို့သောသောတာပန်ဖြစ်တော်မူပြီးကြတဲ့ထိုပုဂ္ဂိုလ်လေးဦးတို့ကိုဝါဆိုလပြည့်ကျော်9ရက်နေ့သို့ရောက်တဲ့အခါအရတ္တဖို့ဘန်းကိုဆင်မြန်းနိုင်ရဲ့အတွက်ငါဘုရားရှင်သည်ဒီသူတော်ကောင်းတို့ကိုဘယ်ပုံဘယ်ပန်းဗဏိလံအဖြစ်တရားတော်ကိုဟောကြားပေးတော်မူ၏လျင်သင့်တော်မလဲဆိုတာကိုဘုရားရှင်ကရှေးဥစွာဆင်ခြင်တော်မူပါတယ်ဆင်ခြင်တော်မူပြီးတဲ့နောက်မှာအနတ္တလက္ခဏာသုတ်တံဒေသနာတော်ဖြင့်ခြေချွတ်လျက်လျင်ထိုသူတော်ကောင်းတို့သည်အရတ္တဖို့ကိုတည်ကြလိမ့်မယ်ဆိုတာမြင်တော်မူတဲ့အတွက်ထိုယဟန်ဒီကိုအရှင်ဘုရားတို့အလုံးသိကြတဲ့အတိုင်းအနတ္တလက္ခဏာသုတ်တံကိုဟောပေးပါတယ်မဟောမီမှာယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခေါ်တဲ့ဒီခန္ဓာ၅ပါးတို့ရဲ့အနတ္တဖြစ်ပုံတွေကိုဉာဏ်နဲ့မှကွက်ကွက်ကွင်းကွင်းလေးမြင်လာအောင်ပထမရှင်းလင်းပေးတယ်ရှင်းလင်းပြီးတဲ့အခါမှာမေခွန်းလေးတွေမေးပါတယ်နော်ဒီအမေးအဖြေလေးတွေကိုတော့စာပေကျမ်းဂန်ကတေပရိဝတ္တဓမ္မဒေသနာဆိုပြီးဒီလိုမှတ်တမ်းတင်ထားပါတယ်ယဟန်တို့ယုတ်တရားသည်နေဆာလားအနိစ္စလားလို့မေးတယ်အဲ့ဒီခါမှာပိဿဝဂ္ဂင်၅ဦးတို့ကဘာပြန်ဖြေလဲအနိစ္စံဗန္တိအနိစ္စပါဘုရားဆိုပြီးပြန်ဖြေတယ်အရှင်ဘုရားတို့နည်းနည်းလေးပြန်စဉ်းစားကြည့်တာအဲ့ဒီချိန်ကမှဒီပိဿဝဂ္ဂင်၅ဦးတို့ကယုတ်တရားကိုသိထားပြီးဖြစ်သလားမဖြစ်ဘူးလားမေးရင်ဘယ်လိုဖြေကြမလဲသိထားပြီးအဲ့ဒီယုတ်ဒီနေဆာလားအနိစ္စလားလို့မေးတော့အနိစ္စပါလို့ပြန်ဖြေတော့သူတို့သိသလားမသိဘူးလားသိနေပြီသူတို့ဟာဒီချိန်ကမှမှုသားပြောနေတာမဟုတ်ပါဘူးဒီဒေသနာတော်ဆုံးနာနဲ့အရတ္တဖို့တည်မဲ့သူတော်ကောင်းတွေပါဘုရားရှင်ရှေ့တော်မောက်မှာသူတို့လည်းမှုသားမပြောရဲကြပါဘူးဒါဘာကြောင့်တပည့်တော်ပြောနေရတယ်လဲဆိုတော့ဒီယုတ်ကဒီအဘိဓမ္မာမှာလာရှိတဲ့ယုတ်တရားတွေဟာဘုရားရှင်သာသိတာတဘာကတွေမသိနိုင်ပါဘူးဆိုပြီးခေတ်ကမျက်လုံးပိတ်ထားလို့ဒါတပည့်တော်ဒီစကားကိုပြောနေခြင်းဖြစ်ပါတယ်ဒီတော့ယုတ်ဒီအနိစ္စဖြစ်တယ်လို့လျောက်ထားပြီးတဲ့အခါဘုရားရှင်ကဆက်ပြီးတော့ဒီလိုဆိုရင်အနိစ္စဖြစ်တဲ့ဒီယုတ်တရားဒီဒုက္ခလားဒုက္ခလားလို့ဆက်ပြီးမေးတော်မူတယ်ဒုက္ခပါဘုရားဆိုပြီးပြန်ပြီးလျှောက်ထားတယ်အနိစ္စလည်းမှန်တယ်ဒုက္ခလည်းမှန်တယ်ဖောက်ပြန်ပျက်စီးတတ်တဲ့ဝိပရိနာမဓမ္မလည်းမှန်နေတဲ့ဒီယုတ်တရားကိုငါပဲငါဟာပဲငါရဲ့အတ္တပဲလို့ရှုသင်ပါမလားဆိုပြီးတော့ဘုရားရှင်ကမေးတော့နောဟိတံဗန္တိမရှုသင်ပါဘူးမြတ်စွာဘုရားဆိုပြီးလျှောက်ထားတယ်အဲ့တို့လျှောက်ထားပြီးတဲ့အခါဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကိုလည်းပုံစံတူပဲမေးတယ်ပုံစံတူပဲအဖြေရရှိပါတယ်အဲ့ဒီလိုအမေးဖြေပြုလုပ်ပြီးတဲ့အချိန်ခါကြတော့မှဘုရားရှင်ကဝိပဿနာရှုခွက်ကိုသင်ပေးတော်မူပါတယ်တတမတိဟဘိခဝေယံကိဉ္စီရူပတိတာနာဂတပိစ္ဆုပန္နဣဇာတံဝဗိဒံဝဩလာရိကံဝဒုက္ခမဝဟိနဝပဏိတံဝယန္တုရေတန္တိကေဝသဗ္ဗံရူပံနေတံမမနေသောဟမတမေနမေသောအတ္တတိဧဝမေတံယထဗုဒ္ဓသမ္မပညာယအတ္တဗံจิตตယဟန်တို့ဒီလိုသင်จิตသားတို့လျှောက်ထားတဲ့အတိုင်းဒီခန္ဓာ၅ပါးယုတ်တရားနံတရားတွေဟာအနိစ္စတရားလည်းမှန်တယ်ဒုက္ခတရားလည်းမှန်တယ်အနတ္တတရားလည်းမှန်နေတဲ့အတွက်ကြောင့်သင်จิตသားတို့တထွေသည်အတိတ်ယုတ်တရားပိဿုပန်ယုတ်တရားအနာဂတ်ယုတ်တရားဣဇဒယုတ်တရားဗိဒယုတ်တရားဩလာရိကခေါ်တဲ့ယုံဉာဏ်နဲ့ယုတ်တရားဒုက္ခမခေါ်တဲ့သိမ့်ဝေနုညာနဲ့ယုတ်တရားဟိနခေါ်တဲ့ယုံညာနဲ့ယုတ်တရားပဏိတခေါ်တဲ့မောမြတ်တဲ့ယုတ်တရားဒုရခေါ်တဲ့ဝေခွာတဲ့ယုတ်တရားတန္တိကခေါ်တဲ့နိဂတ်တဲ့ယုတ်တရားဒီ11မျိုးသောအချင်းအဖြစ်တည်နေတဲ့ယုတ်တရားတွေကိုဘယ်လောက်လဲသဗ္ဗံရူပံယုတ်တရားအလုံးကိုနေတံမမနေသောဟမတ္တမေနမေသောအတ္တလို့ရှုပါအနိစ္စလို့ရှုပါဒုက္ခလို့ရှုပါအနတ္တလို့ရှုပါဆိုပြီးသင်ပေးတော်မူပါတယ်အလားတူပဲဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကိုလည်းပုံစံတူပဲသင်ပေးတော်မူပါတယ်အဲ့လိုသင်ပေးပြီးတဲ့အခါဘုရားရှင်ကဒေသနာတော်ကိုဘယ်လိုဆက်လိုက်တယ်
ဧဝံပတ္တံဘိက္ခဝေသုဒ္ဓဝါအရိယတဝကောအရူပသမိန်ပိနိဗ္ဗိန္ဒတိဝေဒနာယပိနိဗ္ဗိန္ဒတိသင်ညာယပိနိဗ္ဗိန္ဒတိသင်္ခါရေတုပိနိဗ္ဗိန္ဒတိဝိညာဏသမိန်ပိနိဗ္ဗိန္ဒတိဒီလိုရှုမဲ့ဆိုရင်ယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ခေါ်တဲ့ဒီခန္ဓာ၅ပါးတို့အပေါ်၌ညင်းခွေလာမယ်နိဗ္ဗိန္ဒံဝိရိသတိညင်းခွေရင်ဒီခန္ဓာ၅ပါးအပေါ်မှာတွေ့တာတက်မဲ့နေတဲ့ရာဂကသင်္ချေတတို့လွတ်မြောက်သွားမယ်ဝိရာဂဝိမုတ်သတိတွေ့တာမှုကင်းပြတ်သွားပြီဆိုရင်ရာဂမှသင်္ချေတတို့လွတ်မြောက်သွားမယ်ဝိမု ddha တမေဝိမု ddha မိတိညာနာဟောတိရာဂမှလွတ်မြောက်သွားတဲ့အခါရာဂဥဆောင်နေတဲ့ကိလေသာအလုံးကလည်းလွတ်မြောက်ပြီဖြစ်ပါတယ်ကိလေသာအလုံးမှလွတ်မြောက်ပြီဆိုရင်သင်္ချေတတို့ရဲ့တန်တမှာငါတို့ကိလေသာတို့မှလွတ်မြောက်ပြီဆိုတဲ့ပစ္စဝကဏဉာဏ်အမြင်သည်ထင်ရှားဖြစ်ပေါ်လာပါလိမ့်မယ်ခိနာဇာတိဝတိတံမြမစရိယံကတံကရဏိယနာပရအိဋ္ဌထာယတိပသနာတိအဲ့ဒီခါမှာသင်္ချေတတို့တန်တမှာငါမဟာပရိသန္တိနေမှုကုန်ပြီငါသည်သာသနာတော်မှာကျင့်တဲ့ကျင့်တိုက်တဲ့မက္ခဗြဟ္မစရိယာခေါ်တဲ့အကျင့်ကိုတော့ကျင့်သုံး၍ပြီးလေပြီသာသနာတော်မှာပြည့်တဲ့ပြုတ်တိုက်တဲ့အရိယာမက်ကိစ္စဆိုတဲ့လုပ်ငန်းကိစ္စကြီးကိုလည်းငါပြုတ်လို့ရပြီးလေပြီနောက်တဖန်ဒီမက်ကိစ္စရရှိဖို့ရအတွက်အသစ်ထပ်မံပြုတ်လို့ဖွယ်ရလုပ်ငန်းကိစ္စငါမှာဘာမှမရှိတော့ဘူးလို့သိလိမ့်မယ်ဆိုပြီးဘုရားရှင်ကဒေသနာတော်ဏီကုံချုပ်လိုက်ပါတယ်အဲ့ဒီဒေသနာတော်ဏီကုံချုပ်လိုက်တဲ့အချိန်ခါမှာဘာဖြစ်လဲပင်စဝဂ္ဂိယဟန်ငါဟုတို့သည်အရဟတဖို့သို့ဆက်ရောက်သွားပါတယ်ကိလေသာအလုံးတို့မှလွတ်မြောက်သွားပါတယ်ဒါကအလွန်သာသနာတော်မှာထင်ရှားနေတဲ့ထုံးတစ်ခုဖြစ်ပါတယ်ဘုရားရှင်ကဟောရိုးဟောစဉ်ဖြင့်အတိတ်နာဂပိစုပန်ဣဇဒဗိဒ္ဓစတဲ့12မျိုးသောအကျင့်အဖြစ်တည်တဲ့ခန္ဓာ၅ပါးကိုရှုပွားပါလို့ဟောယုံလေးဟောတာမဟုတ်ပါဘူးတကယ်လက်တွေ့အရှုခိုင်းတာပါတကယ်လက်တွေ့ရှုခိုင်းတဲ့အခါပိစဝဂ္ဂိ၅ခုတို့ကလည်းထိုချိန်ခါမှာတကယ်လက်တွေ့ရှုနိုင်တဲ့အတွက်မိမိတို့မျှော်မှန်းနေတဲ့အရဟတဖို့ဘန်းကိုဆင်မြနိုင်ခြင်းဖြစ်ပါတယ်သူတို့ကတော့အပြန်အလှန်လည်းဖြစ်နိုင်ပါတယ်နော်အထူးသဖြင့်တော့သမထဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်တွေကဒါနကုသိုလ်စေရနာဥဆောင်နေတဲ့ကုသိုလ်နံတရားတွေကိုခြံရံပုံကိုဥစားပေးပြီးတော့မြတ်စွာဘုရားကဟောကြားတော်မူခြင်းဖြစ်ပါတယ်နော်သို့တော့စွမ်းနိုင်တဲ့ယောဂီပုဂ္ဂိုလ်ကထိုချိန်ခါမှာဒါနဝတ္ထုလို့ခေါ်ဆိုအပ်တဲ့လူပဲဝတ္ထုတွေကိုဖမ်းပြီးဓာတ်လေးပါးစိုက်ပြီးလူပဲဝတ္ထုမှာတည်ရှိတဲ့ဓာတ်လေးပါးကိုညာနဲ့ပိုင်းခြားယူပြီးတော့စိုက်ရှုလိုက်တဲ့အခါလူပဲဝတ္ထုဆိုတာယုတ်ကလတို့ရဲ့အပေါင်းအစုသာဖြစ်တာသွားတွေ့တယ်အဲ့ဒီယုတ်ကလအမှုံလေးတွေကိုတက်ခွဲလိုက်ရင်ကလတကုတကုမှာပရိယဘောဒီဇောဝါယောအစင်းအနယတာဩဇာဆိုပြီးသဘောတရား၈ခုစီသာရှိတာကိုသွားတွေ့တယ်အဲ့ဒီသဘောတရားလေးတွေကကလတကုမှာရှိတဲ့ဒီဇောဓာတ်ကြောင့်နောက်ထပ်ယုတ်ကလတွေဆင်ကဲအစစ်မပြတ်မဆွေးမမြေ့မချင်းဇက်တိုက်ဖြစ်နေတဲ့သဘောကိုလည်းညာနဲ့သွားတွေ့တယ်။အဲ့ဒီယုတ်ပရမတရားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃တန်တင်ပြီးတော့ရှုတယ်။အလားတူပဲအလှကံပုဂ္ဂိုလ်များထို့တို့တန်တမှာဗိဒ္ဓချင်းတူလို့တာမန်ပေါင်းစုခြုံငုံပြီးတော့ဗိဒ္ဓအလှကံပုဂ္ဂိုလ်တို့တန်တမှာတည်ရှိတဲ့ယုတ်တံပရမတရားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃တန်တင်ပြီးတော့ဝိပဿနာရှုတယ်။မိမိတန်တမှာတည်ရှိနေတဲ့ယုတ်တံပရမတ္ထအတ္တသားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃တန်တင်ရှုတယ်အထူးသဖြင့်ဘေးလူကြောင့်ဘေးလူနေတဲ့ဒါနကုသိုလ်စေရနာဥဆောင်နေတဲ့မနောဓာရိကကုသိုလ်ဇောဝိထိစိတ်အစင်နံတရားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃တန်တင်ပြီးတော့ဝိပဿနာရှုပါတယ်ဒီဒါနကုသိုလ်ပြဋ္ဌာန်းနေတဲ့နံတရားတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းရင်းဖြစ်တဲ့အကြောင်းကျိုးဆွဲနေမှုပရိစ္ဆသမုပ္ပါအစရှိတဲ့အကြောင်းတရားတွေကိုလည်းအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃တန်တင်ပြီးတော့ရှုပါတယ်အဲ့ဒီလိုရှုနေတဲ့အချိန်ခါမှာဒီဝိပဿနာဉာဏ်တွေကဒါနကုသိုလ်စေတနာကိုဝိုင်းရံနေတဲ့အတွက်ကြောင့်ဒီလိုဒါနမျိုး
ကိုစိတ်တအလင်္ကာရစိတ်တပရိခါရဒါနာဆိုပြီးတော့မြတ်စွာဘုရားကဟောကြားတော်မူခြင်းဖြစ်ပါတယ်နော်နောက်တစ်ခုအမတ်တစ်ဆက်လေးခေရှင်နေရဘုရားဘုရားတိတ်္ခာဝါများကိုချိန်သိမ်းနိုင်စွာမရှိပဲပါဠိက၄ပါးလုံးနဲ့ကျွင်းတော်စွာနိုင်တဲ့တိတ်္ခာဘုရားကိုပြည့်စုံအောင်ပြည့်ပြည့်ချင်းဇံမဲ့ဖို့သာရီတို့ဤလအခြေခံဖြစ်နိုင်ပါလားဗျာဒီမေခွန်းကတော့တပည့်တော်တော်တော်လေးတတိနဲ့ဖြေရမယ်မေခွန်းဖြစ်နေတယ်နော်တစ်ချိန်ကဆိုကြပါစို့နော်ဒီမေခွန်းကိုမွန်ပြည်နယ်မှာထင်ရှားကြောကြားတော်မူတဲ့ဝီနည်းလည်းရိုသေလေးစားတော်မူတဲ့တောင်လေးလုံးဆရာတော်ဘုရားကြီးကိုလည်းလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကတပည့်တော်တောနေစာကဒီမေခွန်းမေးခဲ့အဖို့ပါတယ်နော်ဒီတော့ခုဒီကြောင်းတိုက်ကိုဒီကြောင်းတိုက်မှာထင်ရှားကြောကြားတော်မူတဲ့မဟာကန္တာယောတော်ဘုရားဆိုကြစို့နော်ဆရာတော်ဘုရားကသူ့ရဲ့ကျမ်းစာတွေထဲမှာအခါအခွင့်သင့်လျင်သင့်တယ်လို့ဒီစာပိုက်ကလေးကိုကိုးကားပြီးဖော်ပြတာတွေ့ရတယ်ဘာသာတိကမှာလည်းဒီဘာသာတိကမှာ200လောက်တပိတော့တွေ့ပူးပါတယ်ဆရာတော်ရဲ့ဘာသာတိကတွေကိုလေ့လာတဲ့အခါသမဏနံပတ်တို့နေရာတို့တော့ကောင်းကောင်းမမှတ်မိဘူးတခုကတော့တမောဟ